ဒီဇလန်ဟာ2016ခုနှစ်မှာထွက်ခဲ့တဲ့ဇူတိုပီးယားရုပ်ရှင်ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်ဒီကားမှာတော့ပထမကားထဲကအဓိကဇာတ်ကောင်ဖြစ်တဲ့ဂျူဒီဆိုတဲ့ရုံရဲမလေးနဲ့နစ်ဆိုတဲ့မြေခွေးတို့ရဲ့ဇာတ်လမ်းကိုဆက်လက်ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီအချိန်မှာဂျူဒီနဲ့နစ်တို့ဟာရဲဌာနမှာတရားဝင်မိတ်ဖက်ရဲအဖြစ်အလုပ်လုပ်နေကြပြီးဇူတိုပီးယားမြို့ကလည်းပြန်လည်ငြိမ်းချမ်းနေတယ်လို့ထင်ရပါတယ်ဒါပေမဲ့ပြဿနာအသစ်ကြီးတစ်ခုထပ်မံပေါ်လာပါတယ်ဒီကားရဲ့အဓိကပြဿနာကမွေးလိပ်စတဲ့တွားတိရစ္ဆာန်မျိုးစားတွေကိုဇူတိုပီးယားမြို့ထဲနေထိုင်ဖို့စူးစမ်းလာတဲ့အခါဖြစ်ပေါ်လာတဲ့လူမှုရေးပြဿနာတွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အရင်ကဇူတိုပီးယားမှာတာရဲတိရစ္ဆာန်တွေပဲနေထိုင်ခွင့်ရှိပြီးတွားတဝါတွေကိုတော့လူအများကကြောက်ရွံ့မယုံကြည်ကြပါဘူး။ဒီအချိန်မှာဂယ်ရီဆိုတဲ့ငွေဇက်ကောင်အသစ်ပေါ်လာပြီးမြို့ထဲမှာထူးဆန်းတဲ့အမှုတွေဆက်တိုက်ဖြစ်ပေါ်လာပါတယ်။လူတွေကအမှုအလုံးကိုတွားတိရစ္ဆာန်တွေပေါ်ပြစ်တင်လာကြပြီးမြို့အတွင်းမယုံကြည်မှုနဲ့ကြောက်ရွံ့မှုတွေပိုပြီးကြီးထွားလာပါတယ်။ဒီအမှုကိုစုံစမ်းဖို့ဂျူဒီနဲ့နစ်တို့ကိုတာဝန်ပေးလိုက်ပါတယ်။သူတို့ဟာလှုပ်ဝက်စုံစမ်းမှုလုပ်ရင်းဇူတိုပီးယားရဲ့နယ်မြေတစ်တွေကိုတွားရောက်ကြည့်ရှုရပြီးလူမှုရေးနောက်ခံမျိုးကိုသိလာကြပါတယ်။စုံစမ်းရင်းနဲ့သူတို့သိလာတာကအမှန်တကယ်အနေရဖြစ်စေတဲ့အရာတွေကတွားတိရစ္ဆာန်တွေမဟုတ်ပဲလူတွေရဲ့ကြောက်ရွံ့မှုကိုအသုံးချပြီးအာဏာရယူခြင်းတဲ့သူဖြစ်တယ်ဆိုတာပါမသိတာကိုကြောက်တဲ့စိတ်ကလူမှုရေးပြဿနာကြီးတွေဖြစ်လာစေတယ်ဆိုတာကိုဒီကားကထောက်ပြထားပါတယ်နောက်ဆုံးမှာဂျူဒီနဲ့နစ်တို့ကအမှန်တရားကိုဖော်ထုတ်နိုင်ပြီးဇူတိုပီးယားမြို့ကလည်းတွားတိရစ္ဆာန်တွေအပါအဝင်တိရစ္ဆာန်အလုံးကိုပိုပြီးမျှတစွာလက်ခံဖို့စတင်လာပါတယ်သူတို့နှစ်ဦးရဲ့မိတ်ဖက်ဆက်ဆံရေးလည်းပိုပြီးခိုင်မာလာပါတယ်ဒီကားကပြောချင်တဲ့သင်ခန်းစာကတော့မတူညီတဲ့အရာတွေကိုကြောက်မနေဖို့နဲ့မယုံကြည်မှုကလူမှုရေးကိုဖျက်ဆီးနိုင်တယ်နားလည်မှုနဲ့ယုံကြည်မှုကလူမှုအတိုင်းဝိုင်းကိုကယ်တင်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်